မင်္ဂလာပါခင်ဗျာ Chess Naru Channel လေးပြောကြိုဆိုပါရစေဒီနေ့မှာတော့ FIDE Candidates 2026 Tournament ရဲ့မနေ့က Round 6က Game လေး Review လုပ်သွားပါမယ်ပထမဆုံးပွဲအနေနဲ့ကတော့ဖြူဘက်က Fabiano Caruana နဲ့နှစ်ဘက်က Andre Espanco တို့ပွဲကိုရွေးချယ်ထားပါတယ်ပွဲတွေကိုစတင်လိုက်မယ်ဆိုရှင် Knight f3 Fabia ထုံးစံတိုင်းပဲဒီ Tournament မှာကစားနေကြဖြစ်တဲ့ Knight f3 နဲ့ဖွင့်ထားတယ်D5 Espanco က D5 နဲ့တုံးပြန်တယ် C4 E6 G3 Knight f6 Bishop G2 Bishop E7 Fabia English နဲ့ Ready နဲ့ဟိုရောပြီးတော့ကစားထားတယ် Fian ချက်တို့လုပ်ထားတယ် Andre Espanco ကကြတော့ Queen's Gambit Decline Setup နဲ့ Solid ဖြစ်ဖြစ်နဲ့ပဲခုခံထားပါတယ် Castle side B3 Fabia အခုလည်းမှာတော့ Queen side Fian ချက်တို့လုပ်ပြီးတော့Double Fian ချက်တို့ Setup နဲ့စားမယ်ဆိုပြီးတော့ပြင်ထားတယ် C5 Bishop B2 Knight C6 E3 B6 Queen E2 Bishop B7 Rook D1 လမ်းကြုံလို့ရှင် D4 ဖွင့်တိုက်ပြီးတော့ D5 ကိုဖွင့်ရင်ဖွင့်မှာပါ Queen D7 D4 C takes D4 Knight takes D4 Knight takes D4 Bishop takes D4 Queen C8 C takes D5 Bishop takes D5 ဒီနားမှာတော့အကောင်တွေတော်များလဲပြီးတော့ position ကပြောရမယ်ဆိုလို့ရှင်တော်လေးကိုညီမျှဝက်ကိုရောက်သွားပါတယ် bone structure တွေကလည်းတစ်ဖက်နဲ့တစ်ဖက်ရေအတွက် bone ရေအတွက်ချင်းကညီနေရမြင်ရမှာပါ King side မှာ bone ၄ကောင်စီ Queen side မှာ bone 2ကောင်စီရှိနေတယ် Knight C3 Bishop takes G2 King takes G2 Queen B7 check Queen F3 Queen takes F3 check King takes F3 Queen နေပါလဲright Rook C8 Rook D3 Knight D7 Rook D1 F6 Knight B5 A6 Bishop B2 A takes B5 Rook takes D7 ဒီနေရာမှာတော့မြင်းတွေကိုလဲထားကြပါတယ်အဲ့လိုလဲလိုက်ခြင်းအပြင်ဒီနားမှာအနက်မှာထပ်ပေါ်နေတော့ဖြစ်သွားပါတယ်ဒါပေမဲ့ပြန်လာတစ်ခုကဒီအဖြူ Queen side ကပေါ်နေရလဲဒီထပ်ပေါ်နှစ်ကောင်ကြော်ပြီးတော့သွားလို့မရပါဘူး Bishop F8 Bishop D4 B4 D กว่าတော့ကောင်းပါတယ်ဒီထပ်ပေါ်နှစ်ကောင်နဲ့ကနောက်ကထပ်ပေါ်ကိုကျွေးလိုက်တယ်နောက်ကပေါ်ကိုကျွေးလိုက်တယ်ကျန်တဲ့ထပ်ပေါ်နဲ့ဒီပေါ်နှစ်ကောင်ကိုချုပ်လိုက်ပါတယ် Bishop takes B6 အဲ့လိုပေါ်နှစ်ကောင်ကျွေးလိုက်ရပြီမဲ့လို့အနက်ကမနှိမ်သွားပါဘူးဘာလို့လဲဆိုရှင်ဒီနောက်မှာနှစ်ကောင်တစ်ကောင်ထိန်းထားနိုင်တဲ့အတွက်ကြောင့်မလို့ပါ Rook A6 Bishop မောင်းတယ် Bishop D8 Rook D6 Rook takes D6 Bishop takes D6 Bishop E6 Rook C6 Bishop A7 Rook C2 Bishop D4 E5 Bishop A7 King F7 E4 King E6 G4 G6 Bishop E3 Bishop E7 H3 F5 G takes F5 check G takes F5 Rook C1 ဒီနေရာမှာ Fabia သူ့ရဲ့ A ဘုံကိုကျွေးပြီးတော့ရထားကို activate လုပ်ထားပါတယ်တကယ်လို့သာရထားမထွက်ဘူးဆိုလို့ရှိရင်လည်းဒီနားမှာဒီဘုံကရှေ့တက်ဖို့ကလွယ်မှာမဟုတ်ပါဘူးပြောရမယ်ဆိုလူမျိုးတက်မယ်ဆိုရှင် play ဒီမှာဘုံနဲ့ဖြတ်စားသွားမှာပါဖြတ်စားလို့ကလည်းမရပါဘူးနောက်မှာ Bishop ရှိနေပါတယ်အားကြောင့်မလို့မထူးဆိုပြီးတော့ရထားကို activate လုပ်ထားတယ်ဘုံကိုကျွေးတယ်အဲ့လိုနဲ့ Rook takes A2 စားတယ် Espanco က Rook C6 check activate ဖြစ်လာရထားရေးချက်တယ် King D7 Rook C4 ပုံကိုပြန်ချိန်တယ် F takes C4 check တကယ်လို့ဒီနေရာမှာအနက်က F4 တက်ခံရောဘာဖြစ်သွားမလဲအဲ့ခါကျရင်လည်းဖြူကဒီနေရာမှာ Bishop ချင်းဆိုင်လဲလို့ရပါတယ်တကယ်လို့ Bishop ကမလဲပဲရှောင်မယ်ဆိုရှင်ဒီပုံအစားခံရမှာပါအဲ့လိုဆိုတော့လဲဟာမျိုးတွေဖြစ်မယ်တကယ်လို့ရထားနဲ့ဒီပုံကိုစားမယ်ချိန်လို့ရှင်ဒီပုံကိုပြန်စားမယ်လူတွေလဲဟာတွေဖြစ်မယ်ပြောရမယ်ဆိုရှင်ပွဲရကစားခဲ့တဲ့အကွက်တွေနဲ့တိတ်ကွာမှမဟုတ်ပါဘူးပွဲပြန်ကြည့်လိုက်မယ်ဆိုရှင်ဒီနေရာမှာ F takes C4 check ဆိုပြီးတော့ check တယ် King နဲ့ပြန်စားတယ် King takes C4 Rook B2 King takes C5 Rook takes B3 ဒီနားမှာ bus pawn တစ်ကောင်တော့ထွက်လာပါတယ်ဒါပေမဲ့လို့ဒီ position က equal ပါပဲဒီပုံကို Queen ယူဖို့အတွက်ကမလွယ်ပါဘူး King D5 Rook A3
rook e4 rook a5 check king c4 rook h5 bishop d2 rook takes h3 bishop takes b4 bishop takes b4 ဒီနားမှာပဲသူတို့နှစ်ယောက်က BA ယူခဲ့ကြပါတယ်ဒုတိယပွဲအနေနဲ့ကတော့ဖြူဘက်က Hikaru Nakamura နဲ့နံပါတ်က Pragnananda တို့ပွဲကိုကြည့်ပါမယ်ပွဲကိုစကြည့်မယ်ဆိုရင် d4 knight f6 c4 e6 ဒီပွဲမှာကတော့ Prag က Nimzo Indian Defense နဲ့ကစားထားပါတယ် knight c3 bishop b4 e3 ဒီဥစ္စာကတော့ Rubinstein variation လို့ထင်ပါတယ်နောက်လဲကြလို့ရှိရင်မြင်းကိုဒီနားကိုခုန်တက်မယ် bishop နဲ့စားလို့ရှိရင်မြင်းနဲ့ပြန်စားမယ်ဆိုပြီးတော့ရည်ရွယ်ပြီးတော့ e3 ဆိုပြီးတော့တက်ထားပါ b6 နက်ကပုံမှန်ကစားနေကြအတိုင်းပဲပြောရမယ်ဆိုရှင် Nimzo တို့ Queen Indian setup တို့မှာမြင်နေကြပုံစံတိုင်းပဲ bishop ကို Queen side ဖြစ်ရင်ချက်တို့လုပ်ဖို့ပြင်ထားတယ်ဒါမှမဟုတ် bishop a6 ရွှေ့တာမျိုးလည်းဖြစ်နိုင်ပါတယ် knight d2 c5 a3 bishop ကိုမောင်းတယ် bishop a5 ဒီနေရာမှာ bishop နဲ့မြင်းကိုလဲလို့ရှိရင်မကောင်းပါဘူးအဲ့လိုဆိုရှင် dual pawn structure လည်းပျက်စီးသွားမရှိဘူး bishop နဲ့မြင်းနဲ့ကလည်း plain အလကားကြီးလဲလိုက်ရတယ်ပြောရမယ်ဆိုရှင်နောက်ဘက်က bishop ပဲပေးလိုက်ရတယ်ဆိုတော့မကောင်းပါဘူးပွဲထဲမှာတော့အနာက bishop ကိုနောက်ဆုတ်တယ် bishop d2 castle king side d5 e takes d5 knight takes d5 ဒီနေရာမှာ c takes d5 စားတာကတော့နည်းပိုကောင်းလိမ့်မယ်လို့ပြပါတယ်အဲ့လိုဆိုရှင်ပြောရမယ်ဆိုရှင်ဖြူကနည်းလေးအနက်ကိုဖိအားပေးပြီးတော့ကစားနိုင်လိမ့်မယ်လို့ဆိုပါတယ်ဒါမဲ့လို့ Hikaru ကအကောင့်တွေလဲပြစ်ပါတယ် knight takes d5 စားတယ် knight takes d5 စားတယ်အဲ့လိုဆိုတော့ position ကြီးက equal ဖြစ်သွားပါတယ် c takes d5 bishop takes d2 check queen takes d2 bishop a6 ဒီ bishop ကိုကလဲဖို့အတွက်လာအုပ်ထားတယ် knight g3 bishop takes f1 king takes f1 d6 h4 king side ကနေဖောက်ဖို့တွေစူးစမ်းကြည့်ရယ်ဒါမှမဟုတ်ပြောရမယ်ဆိုရှင်ဒီ position ကြီးကနိုင်ကစားဖို့တွေကတိတ်တော့မလွယ်ပါဘူးနှစ်ဘက်လုံးကထပ်တူညီနေတယ်အနက်နေနဲ့ကလည်းပြောရမယ်ဆိုရှင် space အရန်ချက်တာတွေမရှိဘူးသူ့မြင်ကိုလမ်းကြုံလို့ရှင် 97 ထွက်တာမျိုးတွေလုပ်လို့ရမယ် knight f3 knight f6 ခုံတက်ပြီးတော့ develop လုပ်တာမျိုးတွေလုပ်နိုင်မယ်ဖြူရဲ့ space အသာရနေရဲဆိုတာလည်းအကောင့်တွေအရန်နဲ့နေတဲ့အချိန်မှာဘာမှသုံးလို့မရပါဘူး 97 e4 queen f6 rook e1 g6 h5 knight d5 rook h3 b5 king g1 c4 queen a6 ဒီနားကနေပြီးတော့စားမယ်ပြီးလို့ရှိရင်ဒီကနေပြီးတော့လာချက်ဖို့တွေပြင်ထားတယ် knight g4 queen ကိုလမ်းတိုက်တယ် queen d2 knight d5 queen a6 knight d4 queen d2 knight d5 ဒီနားမှာပဲသူတို့နှစ်ယောက်ကထပ်လဲလဲရွှေ့ပြီးတော့ draw လုပ်ခဲ့ကြပါတယ်တတိယမြောက်ပွဲအနေနဲ့ကတော့ဖြူဘက်က Anish Giri နဲ့နှစ်ဘက်က Blue Pawn တို့ရဲ့ပွဲကိုကြည့်ပါမယ်ပွဲထဲမှာ Anish က c4 နဲ့စားပွင့်တယ် e6 knight c3 d5 ဒါကတော့ Queen's Gambit decline နဲ့ကစားတာပါ d4 knight f6 c takes d5 exchange variation နဲ့ pawn လဲပြီးတော့ကစားရတယ် e takes d5 bishop g5 c6 e3 bishop f5 ဒီနေရာမှာအနက်က bishop f5 ရွှေ့ရတော့ဒီ light square bishop ကိုပြင်ထုတ်လိုက်တယ်ဒီ diagonal လေးကိုထိန်းလိုက်တယ်ပြောရမယ်ဆို development လုပ်ရင်ရနေပြီးတော့ bishop ကိုပြင်ထုတ်တာပါပဲဒီအနေနဲ့အဲ့ bishop move တွေကိုကာကျင်လို့ရှိရင်အရှိလှည့်မှာဒီလိုမျိုးရွှေ့လို့ရပါတယ် queen c2 လို့ကွာမျိုးရွှေ့လို့ရတယ်အဲ့လိုဆိုရှင် bishop ကပြင်ထွက်လို့ရမှာမဟုတ်ပါဘူးထားပါပွဲမှာတော့ bishop f5 ဆိုပြီးတော့ရွှေ့ရတယ် queen f3 ဆိုပြီးတော့ရွှေ့ရယ် bishop နောက်ဆုတ်တယ် bishop g6 ဒီနေရာမှာ Kiri က bishop ရဲ့မြင်းလဲထုတ်ပြပါတယ် bishop takes f6 queen takes f6 queen တွေပါထက်လဲ queen takes f6 g takes f6 အနက်မှာဒီနေရာမှာထပ်ပွန်းဖြစ်သွားပါတယ်ပြောရမယ်ဆိုရှင်ဒီထပ်ပွန်းတွေကတော့ဘေးနားမှာပွန်းတွေမရှိတဲ့အတွက်ကြောင့်မလို့နဲတော့အားနေပါတယ်ဒါမဲ့လို့အနက်မှာ compensation အနေနဲ့ bishop ပဲကျန်ခဲ့ပါတယ် h4 h5 နောက်လဲကြလို့ရှင် h5 ဆက်တက်မှာဆိုလို့ပြန်ပြီးတော့ထောက်ထားပါ knight e2 bishop d6 g3 knight d7
bishop g2 king f8 castle inside king g7 a3 a5 b3 rook h e8 rook f c1 rook a7 knight a4 bishop f5 bishop f3 king a6 knight b2 rook a6 knight c3 rook a7 king g2 bishop g6 bishop e2 rook e8 knight d3 bishop f5 knight a4 ဖြူအဒီနေရာမှာဒီ c5 square မှာမြင်းနှစ်ကောင်နဲ့တစ်ကောင်ကောင်နဲ့အောက်ပို့စလာယူပြီးတော့ကစားမဲ့ပြင်ထားတယ် bishop e4 check king f1 bishop f5 rook ac5 knight b6 knight b2 bishop e7 knight ba4 knight c8 ဒီနားမှာမြင်းတွေကိုဟိုလက်ဒီလဲနဲ့ကစားနေကြပါတယ်နှစ်ဖက်လုံးကဘာမှလည်းတိတ်လို့လို့မရဘူးဒီဖြူမြင်းကလည်းဒီပုံကိုစားလို့မရဘူးလက်ကလည်းသူ့ရဲ့ bishop ပဲကိုဆွန့်လွတ်ပြီးတော့မြင်းနဲ့သွားမလဲခြင်းဘူးအားကြောင့်မလို့ဟိုလက်ဒီလဲရှောက်စားကြပါတယ် knight d3 knight d6 knight c3 bishop g6 knight f4 knight d8 knight a4 knight d6 knight c5 knight d8 rook a2 bishop d6 knight f3 2d bishop e7 knight a4 knight d6 knight f4 knight d8 knight b6 rook d8 knight d3 knight d6 knight f4 rook e8 အဲ့လိုနဲ့အကွက်တွေအများကြီးပဲတောက်လျှောက်ဟိုရွှေ့ဒီရွှေ့ဟိုလဲဒီလဲနဲ့ကစားကြပါတယ်ဒီနောက်မှာ bishop တစ်ကောင်လဲရတယ်ဒါပေမဲ့ position ကြီးကမပြောင်းလဲသွားပါဘူးဒီတိုင်းပဲဟိုလဲဒီလဲကစားနေကြတော့မှာပဲအဖြူအနေနဲ့က outpost တွေကဒီနားမှာတစ်ခွက်ရှိမယ်ဒီနားမှာတစ်ခွက်ရှိမယ်ဒါပေမဲ့ဘာမှလုပ်လို့မရပါဘူးအဲ့ဒီခွက်တွေသွားပြီးရင်လည်းဒီ h5 ကပေါ်ကလည်းကာပြီးသားဖြစ်နေရဆိုတော့အဲ့လိုမျိုးပဲလှည့်ကစားကြပါတယ်နေရာလေးမှာပဲသူတို့ညကဟိုရွှေ့ဒီရွှေ့လုပ်ပြီးတော့ draw လုပ်ခဲ့ကြပါတယ်သူတို့မြောက်ပွဲအနေနဲ့ကတော့ဖြူဘက်ကဝေးရီနဲ့နက်ဘက်ကချာဘိုကီယာစင်တာရော့ဖ်တို့ပွဲကိုရေးချယ်ထားပါတယ်စင်တာရော့ဖ်ကဒီပြိုင်ပွဲမှာတော့တောက်လျှောက်ကိုနိုင်နေပါတယ်ဒီတိုင်းသာဆက်သွားမယ်ဆိုရှင်တော့ကန်ဒီတဲ့ချန်ပီယံဖြစ်မှာပါဒီပွဲလေးကိုစာကြည့်နေမယ်ဆိုရှင် e4 e5 knight c3 ဝေးရီကထုံးစံတိုင်း knight f3 တက်တိုင်းမလုပ်ဘဲနဲ့ခုပွဲမှာတော့ knight c3 ဆိုပြီးတော့ Vienna opening ပုံစံမျိုးကစားရပါတယ် knight c6 bishop c4 bishop opening ပုံစံမျိုး bishop ထွက်ထားတယ် knight f6 d3 knight a5 a3 knight c4 d8 c4 ဒီညမှာအဲ့လိုမျိုး minor piece တွေလဲလိုက်ခြင်းအဖြစ်ထပ်ပုံးဖြစ်သွားခြင်းအဖြစ် pawn structure လေးကနည်းနည်းပြောင်းသွားပါတယ်ပြောရမယ်ဆိုရှင် imbalance ဆိုတဲ့မညီမျှခြင်းတွေဖန်တီးလိုက်လို့မျိုးဖြစ်သွားပါတယ် bishop c5 bishop ကို develop လုပ်တယ်နောက်လဲကြလို့ရှင် castle လုပ်ချင်လုပ်မှပြင်ထားတယ် knight f3 d6 center of က logic castle မလုပ်ပါဘူးဒီဘ bishop ကိုလမ်းချုံရင်ထုတ်မယ်ပြင်ထားတယ် queen d3 bishop e6 bishop g5 a5 knight d5 c6 မြင်းအောင်မောင်းထားတယ် knight a6 check g8 7 ဒီနားမှာကတော့နက်ကထပ်ပုံးဖြစ်သွားပါတယ်ဒါမဲ့လို့ဒီထပ်ပုံးကတော့အောင်းနေပါဘူးဘာလို့လဲဆိုတော့သူ့ဘေးနားမှာပုံးတစ်ကောင်ရှိရယ်နောက်ပြီးတော့ center square တွေကိုထိန်းထားနိုင်တဲ့အတွက်ကြောင့်မလို့ပါလောဆယ်မှာ bishop ကိုမောင်းတဲ့အတွက်ကြောင့်မလို့ bishop h ကိုနောက်ဆုတ်တယ် queen ကိုပင်လှုပ်ထားရအောင်မပြောင်းအောင်လို့ဒီ line ကိုနောက်ဆုတ်တာပါ rook g8 အနောက်ကဒီနေရာမှာ g5 ကိုရသွားပါတယ်လောဆယ်မှာတော့ g2 ပုံလှမ်းချိန်ထားတယ် castle inside အဖြူကဘလိုပဲဖြစ်ဖြစ် castle လှမ်းလောက်ထားတယ်တခုရှိတာကတော့အဲ့လို castle လောက်လိုက်ခြင်းအပြင်ဒီ g5 ရထားရဲ့ပင်ကွက်ကိုရောက်သွားတယ်နောက်ပြီးတော့ဒီ bishop ရဲ့ဓာတ်ကွက်နဲ့ပင်ကွက်ကိုရောက်သွားတယ်ပင်ကွက်နှစ်ကွက်ကိုရောက်သွားပါတယ်အဖြူအနေနဲ့ဒီနှစ်ကွက်ကနေရှောင်မြင်လို့ရှင် king h1 တစ်ချိန်ချိန်မှာရွှေ့ရတာမျိုးကြီးလောက်ရပါလိမ့်မယ်ပွဲရဲဆက်ကြည့်မယ်ဆိုလို့ရှင် a4 b4 ဝေးရီဒီနားမှာဒီပုံကိုတက်ထားတယ်တကယ်လို့ bishop နောက်ဆုတ်ခဲ့မယ်ဆိုလို့ရှင်ပုံးတွေကဒီနားလေးမှာပြောရမယ်ဆိုလို့ရှင်အကွက်တွေအများကြီးကိုထိန်းထားနိုင်ပြီးတော့ကစားရမှာပါစင်တာရောကဒီနေရာမှာဖြတ်စားတယ် a days b3 c days b3 ပြန်စားတယ် bishop g4
တကယ်လို့ဒါဒီနေရာမှာပုံကိုပြေးစားခဲ့မယ်ဆိုရင်ရောဘာဖြစ်သွားမလဲအဲ့လိုရိုးတန်းကစားခဲ့မယ်ဆိုလို့ရှင်လည်းရပါတယ် position က equal လောက်ပဲရှိမှာပါဒါမဲ့လို့ Sindarov ကဒီနေရာမှာ Bishop G4 ဆိုပြီးတော့ပြေးကစားပါတယ်သူ့ရည်ရွယ်ချက်ကတော့ Bishop နဲ့မြင်းနဲ့လဲမယ်ပြီးလို့ရှိရင်မြင်းကနေ control လုပ်ထားတဲ့ DT4 square ကိုသူ့ Bishop ကိုကျုံရင်လာထိုင်မယ်ဆိုပြီးတော့ပြင်တာပါဒီနားမှာ A3 မှာရှိနေတဲ့ပုံကရထားရဲ့ Bishop ရဲ့နှစ်ကောင်နဲ့ချိန်ထားတယ်အဲ့လိုဆိုတော့ဝေးကြီးကဒီလက်မှာမထူးဆိုပြီးပုံမပေးအောင်လို့ B4 ဆိုပြီးတော့တက်ပါတယ်။ပုံဒါကတော့နည်းနည်းလေးပို့ပြီးတော့ကောင်းတဲ့တကွက်ရှိသေးရပြပါတယ်။အဲ့ဒါတော့ King H1 ဆိုပြီးတော့ရွှေ့ရပါ။ပြောရမယ်ဆိုရှင်ခုနကပြောလိုမျိုးပဲဒီပင်ကွက်နှစ်ကွက်ကနေပြီးတော့ King ကိုကြိုရှောင်လိုက်တာပါ။ဥမာထားပါတော့အခုလက်မှာ Bishop နဲ့ရင်းနဲ့လဲပြီးတော့ဒီလိုမျိုးတွေရွှေ့ခဲ့မယ်ဆိုရှင်ဖြူတာမယ်ဆိုပြီးတော့ပြပါတယ်။ဘာလို့လဲဆိုတော့ဒီညမှာ Bishop takes f6 စားမယ်။ဥမာ Queen d7 ရှောင်မယ်။ Rook a2 ရွှေ့မယ်ပြောရမယ်ဆိုရှင်အနက်ရဲ့ပင်ကွက်တွေကနေရှောင်ထားတဲ့အတွက်ကြောင့်မလို့ဖြူကင်းကလုံခြုံနေရဲ့အဲ့ကင်းရွှေ့ကွက်ရွှေ့စရာမရှိတဲ့အတွက်ကြောင့်မလို့ channel အကောင့်တွေကိုလွတ်လပ်နဲ့ရွှေ့ကစားပြီးတော့ပြောရမယ်ဆိုရှင်အလှည့်တွေပိုရပြီးတော့ကစားနိုင်ပါတယ်ပွဲထဲမှာတော့ဝေးကြီးက B4 ဆိုပြီးတော့ပြေးတတ်ပါတယ်ပုံမကျွေးရောပဲနဲ့အဲ့ခါကျတော့ Sindarov က Bishop takes f3 စားတယ် Queen takes f3 ဝေးကြီးပြန်စားတယ် Bishop d4 ရွှေ့ရဲ့ဒီနေရာမှာဝေးကြီးကတနာရီလောက်ဘယ်လောက်လဲမသိဘူး draw ကြတယ်အကြာကြီးစဉ်းစားပါတယ်ဒီ f6 ကပုံကိုပဲပြေးစားရင်ကောင်းမလားဒီချိန်ခံထားရတဲ့ရထားကိုပဲရွှေ့ရင်ကောင်းမလားဆိုပြီးတော့တွက်ပုံရပါတယ်ပွဲထဲမှာကျွန်တော်စဉ်းစားမိတာတော့ဒီပုံကိုဘာလို့စားလို့မရဘူးလဲဆိုပြီးတော့စဉ်းစားမိပါတယ်စားလို့ရှင်ကွင်းရရှောင်ပါမယ်ကွင်းရှောင်တော့မှရထားရှောင်မယ်မရဘူးလားဆိုပြီးတော့တွေးမိပါတယ်ပွဲထဲမှာလည်းဝေးကြီးကBishop takes f6 ဆိုပြီးတော့စားပါတယ်ဒါမှမဟုတ်ဒီကွက်ကမကောင်းဆိုပြီးတော့ကူတာပြပါတယ်ကူတာတော့ဒီပုံကချိန်မြွေးဒီချိန်ထားတာမပြတ်ပါဘူးထားလို့ရတယ်ရထားရှောင်နေတယ်ဆိုပြီးတော့ပဲပြပါတယ်ရထားကို Rook a2 ပဲဖြစ်ဖြစ်ဒါမှမဟုတ် B1 ပဲဖြစ်ဖြစ်ဒါမှမဟုတ် D1 ပဲဖြစ်ဖြစ်ရှောင်တဲ့ကွက်တစ်ကွက်ကပို့ပြီးတော့ကောင်းတယ်ဆိုပြီးတော့ပြပါတယ်ပွဲထဲမှာတော့ဝေးကြီးအားအဲ့လိုမျိုးအချိန်ကြာကြီးစဉ်းစားပြီးရနောက်မှာBishop takes f6 ဆိုပြီးတော့ပြေးစားပါတယ် Queen d7 Sindarov ကတိတ်အချိန်မသုံးမဲနဲ့ time pressure ဖိကျတဲ့အတွက်ကြောင့်မလို့ဖိကစားခြင်းတဲ့အတွက်ကြောင့်မလို့နည်းနည်းမြန်ရွှေ့ပါတယ် Queen d7 ဆိုပြီးတော့ရွှေ့ရတယ် Queen ကလမ်းကြုံလို့ချင်းဒီနားကြီးလာမယ်ပုံကိုချိန်မယ်ဒီနားကြီးလာပြီးတော့ Queen ကိုတိုင်မယ်အဲ့လိုမျိုးတွေပြင်ထားပါတယ်လောဆယ်မှာရုပ်ရက်ကြည့်လိုက်လို့ရှင်တော့ဒီ f6 က Bishop ကနေရာကောင်းမှာရှိနေရဲဆိုပေမဲ့လည်းပဲတကယ်လို့များ defense ကိုစင်းကူခြင်းနိုင်ဆိုရှင်တကွက်လောက်ပြန်ပြီးတော့ချိန်ပေးရမှာပါလောဆယ်မှာတော့ရထားချိန်ခံထားရတဲ့အတွက်ကြောင့်မလို့ဝေးကြီးက Rook d1 ဆိုပြီးတော့ရွှေ့ရယ် Queen d6 ဒီနားကစားပြီးတော့နက်ကစားဖိပါတယ်အင်ဂျင်က equal တွေပါပြနေပေမဲ့လို့ဖြူထွက်ကစားရတာတိတ်မလွယ်ကူလှပါဘူးဒီအနေထားမှာဝေးကြီးက h3 ရွှေ့ရယ်တကယ်လို့များရထားနဲ့ဒီပုံကိုကာခဲ့ရင်ဘာဖြစ်သွားမလဲအဲ့ခါကြလို့ရှင်ပြန်လာရှိပါတယ်ဒီနေရာမှာ Queen g4 ရွှေ့လို့ရတယ်ဆိုပြီးတော့ပြပါတယ်ဘာလို့ပြန်လာရှိရလဲဒီနေရာမှာအနက်က Queen ကိုစားမယ်ဆိုပြီးတော့ချိန်ရောက်ထားတယ်နောက်ကရထားနဲ့ပင်ကွက်ရှိရတဲ့ကြောင့်မလို့ပုံနဲ့ပြန်စားလို့မရဘူးအဲ့လိုဆိုတော့ဥမာဒီမျိုး Queen ချင်းလဲခဲ့မယ်ဆိုရှင်ဒီနေရာမှာ E ပုံကိုရထားနဲ့တိုက်ထားတယ် Queen မရှိရတဲ့အတွက်ကြောင့်မလို့ဒီ A3 ရပုံကိုလည်းရထားနဲ့တိုက်ထားတယ်အဲ့လိုဆိုရှင်ဒီနောက်မှာပုံတစ်ကောင်ပေးရမှာပါအနက်အကောင်တွေကပို active ဖြစ်ပြီးတော့အသာရပါလိမ့်မယ်ဒီအနေထားမှာအဲ့ဆိုရှင်ဖြူကွင်းက G3 ကိုရွှေ့ခဲ့လို့ရှင်ရောအဲ့လိုဆိုရှင်လည်းဒီနေရာမှာ Rook takes A3 စားပြီးတော့ဒီကွင်းကို deflection လုပ်လို့ရပါတယ်ကွင်းကဘယ်ကိုသွားမလဲဘယ်မှသွားစရာမရှိပါဘူးအဲ့လိုဆိုတော့ဒီလိုမျိုးလဲရလိမ့်မယ်အဲ့လိုလဲရမယ်ဆိုလို့ရှင်ပြောရမယ်ဆိုရှင်ခုနကပေးရတဲ့ပုံတစ်ကောင်ကိုညကပြန်စားလိုက်ရတယ်သူ position ကပို့ပြီးတော့ active ဖြစ်သွားမယ်ဒီနားမှာအသာရပါလိမ့်မယ်အဲ့လိုဆိုတော့ပွဲရဲပြန်ကြည့်မယ်ဆိုရှင်ဝေးကြီးကဒီနေရာမှာ h3 ဆိုပြီးတက်ခဲ့ပါတယ်ကွန်ပျူတာကဒီနေရာမှာအကောင်းဆုံးရွှေ့ကွက်က h4 ဆိုပြီးတော့ပြပါတယ်တွေးဖို့တော်တော်လေးခက်ခဲပါတယ်ဒါပေမဲ့လို့ h3 ကလည်းမစိုးပါဘူး
ဘာလို့လဲဆိုရှင်ကွင်းချီ4ရွှေ့တာကိုတားပြီးသားဖြစ်သွားတယ်တကယ်လို့ h4 တက်ခဲ့မယ်ဆိုရှင်ဥမာကွင်းချီ4ရွှေ့ခံရင်ရောဘယ်လိုလုပ်မလဲအဲ့လိုဆိုရှင်ဒီနေရာမှာ root d3 နဲ့ကာလိုက်လို့ရတယ်ဆိုပြီးပြပါတယ်အဲ့လိုဆိုတော့ခဏအကွက်လေးတစ်ချက်လောက်ပြန်ကြည့်ပါမယ်ခုနကတကယ်လို့ root c1 ရွှေ့ခဲ့မယ်ဆိုရှင်ကွင်းချီ4ရွှေ့တာအနက်9နေမယ်ဆိုပြီးတော့ပြခဲ့ပါတယ်ဒီနားမှာပြန်တာတခုတွေ့မှာပါ root c3 တက်ကာလို့မရပါဘူးတကယ်လို့ h4 တက်ခဲ့လို့ရှင်ကြတော့ကွင်းချီ4ဆိုပြီးတော့ရွှေ့ခဲ့မယ်ဆိုရှင်ဒီနေရာမှာ root d3 တက်ကာလို့ရပါတယ်အဲ့လိုမျိုးလေးကွာပါပြောရမယ်ဆိုရှင်အားရသေးစိတ်တွက်ချက်ပြီးတော့အချိန်ရန်သုံးရမယ်အကွက်တွေပါဒါပေမဲ့ဝိရာဟို shape ကအကွက်မှာတနားရီနီးပါးလောက်စဉ်းစားလိုက်တဲ့အခါကျတော့ဒီနေရာမှာစဉ်းစားချိန်သိမ့်မရှိတော့ပါဘူးဝဲပြန်ကြည့်မယ်ဆိုရင်ဒီနေရာမှာဝိရာ h3 ဆိုပြီးတက်ခဲ့ဒါပေမဲ့ဒီအကွက်ကလည်းသိမ့်မစိုးပါဘူးဒါပေမဲ့လို့ဒီပုံးကိုတော့ c ပုံးကိုတော့ပေးလိုက်ရတယ်ကွဲတိတ် c4 ဆိုပြီးတော့ပြေးစားရတယ် root d3 ဒီနေရာမှာ engine က equalize လုပ်နိုင်မယ်အကွက်တစ်ကွက်ကိုပြတာပါတယ်ဒါပေမဲ့လို့တွေးဖို့တော်လေးခက်ခဲပါလိမ့်မယ်ရဲရင်နဲ့တွက်ချက်ပြီးတော့ကစားနိုင်မယ်ဆိုရှင်တော့ဒီအကွက်ကိုဝေးရတွက်နိုင်ပါလိမ့်မယ်ဒါပေမဲ့လို့ချိန်နှဲနေတဲ့အတွက်ကြောင့်မလို့မမြင်ခဲ့ပါဘူးတော့ rotate d4 ဆိုပြီးတော့ bishop နဲ့ရထားနဲ့လဲလိုက်တာပါအခုလိုမျိုးအဲ့လိုဆိုတော့ဒီနေရာမှာpawnနဲ့ပြန်စားခဲ့မယ်ဆိုရှင်အဖြူက root d1 ရွှေ့ပြီးတော့ကစားလို့ရပါတယ်ဥမာကွင်းနီးဆေးရွှေ့ခဲ့မယ်ဆိုရှင်ဒီနားမှာpawnကိုစားမယ်ဆိုလိုတာကတော့ကွင်းမရွှေ့လဲဒီpawnကိုစားမှာပါဒီpawnကိုကာလို့မရပါဘူးအဲ့လိုမျိုး c4i ဆိုပြီးတော့တက်ကာခဲ့မယ်ဆိုရှင်ဒီနားမှာpawn structure ကိုဖျက်ပစ်လို့ရပါတယ်ဥမာဒီမျိုးကြီးသွားစားမယ်ဆိုရှင်ဒီနားမှာကွင်းနဲ့ဒီနားမှာpawnကိုပြေးစားပြီးတော့ကွင်းဟာရထားကိုစားဖို့ချိန်လိုက်မယ်နောက်ပြီးတော့ဒီနားမှာ checkmate threat ကြီးရှိနေမယ်အဲ့လိုဆိုလို့ရှိရင်ဖြိုနိုင်သွားမှာပါနောက်ပြီးတော့အဲ့လိုမျိုး root sacrifice exchange sacrifice လုပ်တဲ့ဥစ္စာကိုကွင်းနဲ့စားခဲ့မယ်ဆိုရှင်လည်းဒီနေရာမှာ root d1 ရွှေ့ပြီးတော့အဲ့ကွင်းကိုမောင်းလို့ရပါတယ်ကွင်းကရှောင်ခဲ့မယ်ဆိုရှင်နောက်ကဒီစစ်ကပုံပြေးစားမှာပါအဲ့လိုဆိုရှင်လည်းပဲ position ကဖြူကတာနိုင်တယ်ဆိုပြီးတော့ပြပါတယ်ဘာလို့လဲဆိုရှင်ဒီနောက်မှာ background ကနေပြီးတော့ checkmate threat ရှိရဲရထားရှောင်ဝါရတယ်အရှိတက်လာတယ်နောက်ပြီးတော့ဖြူကွင်းကလည်းဒီနားကနေပြီးတော့ဆင်ကွင်း f5 ပြီးလို့ရှိရင်ကွင်း d7 ဆိုပြီးတော့ checkmate threat ရှိရဲအဲ့ threat တွေရှိရဲအတွက်ကြောင့်မလို့ဖြူကတာရနိုင်တယ်ပြပါတယ်အနက်အနေနဲ့နဲလေး equal ဖြစ်အောင်စားခြင်းလို့ရှိရင်ဒီနားကနေပြီးတော့ check ပြီးလို့ရှိရင်ဒီနားမှာကွင်းချင်းလဲပြီးတော့ကစားလို့တော့ရပါလိမ့်မယ်အဲ့လိုဆိုရှင် equal ဖြစ်မယ်ဆိုပြီးတော့ပြပါတယ်အဲ့လိုဆိုတော့ဒီ position မှာ equalize လုပ်မဲ့ rotate d4 ဆိုတဲ့တွေးဖို့အရန်ခက်တဲ့အကွက်ကိုဝေးရမကစားခဲ့ပါဘူး root d3 ဆိုပြီးတော့ရိုးရှင်းမှန်ရွှေ့ခဲ့ queen e6 rook f d1 rook g6 bishop ကိုတိုက်တယ် bishop h4 နောက်ပြန်ဆုပ်တယ် king f8 အနက်ကင်ကလမ်းလျှောက်ပြီးတော့ဒီထဲထဲဝင်မှုတွေလုပ်ထားတယ် queen h5 h4 ကိုချိန်တယ် king g8 king h1 ဒီလက်မှာခုနကပြောလိုမျိုးပဲပင်ကွက်တွေကနေရှောင်တဲ့အနေနဲ့ကင်းကိုရွှေ့လိုက်တာပါဒါပေမဲ့လို့အခုလက်မှာရွှေ့တာတော့ဖြူအနေနဲ့ကနေနေပါပြီ position ကအနက်က c5 ဆိုပြီးတက်လာတယ်လမ်းကြုံလို့ရှိရင်ဒီ center တို့ queen side တို့ကနေပြီးတော့ပုံလေးတွေကို pass1 ထုတ်ဖို့ပြင်ထားတယ်လောဆယ်ကတော့ c5 ကနေတက်လာတယ်ဝေးရ f4 ကနေပြီးတော့ပြန်ပြီးတော့ counter attack လုပ်ကြည့်ရယ် e8 f4 စားတယ်queen f3 ရွှေ့ရယ် rook e8 ဆိုပြီးတော့လာတယ်ဒီညမှာကူတာကတော့ rook e8 မရွှေ့ဘဲနဲ့ bishop e5 ရွှေ့ခဲ့မယ်ဆိုရှင်နက်9နိုင်တယ်ဆိုပြီးတော့ပြပါတယ်ဥမာ d8 c5 စားမယ် d8 c5 စားမယ် rook d7 ဆိုပြီးတော့ရွှေ့မယ် rook e8 ဆိုပြီးတော့လာမယ်ဒီလိုဒီပုံကိုစားခဲ့မယ်ဆိုရှင်ဒီညမှာ c4 ဆိုပြီးတော့တက်မယ်ဒီနားမှာ pass1 တစ်ကောင်ရှိမယ်ဆိုလို့ရှိရင်လက်သားရမယ်ဆိုပြီးတော့ပြတာပါတယ်ဒါမဲ့ပွဲထဲမှာတော့ center of က rook e8 ဆိုပြီးတော့ရွှေ့ခဲ့အဲ့လိုနဲ့ဝေးရ bishop f2 ဆိုပြီးတော့ bishop တင်လဲဖို့ကမ်းလှမ်းတယ် bishop takes f2 queen takes f2 queen takes e4 ဒီနားမှာအနက်ကနည်းနည်းလေးတာတော့မှာပဲဒါမဲ့လို့ဖြူအတွက် equal နီးပါးဖြစ်အောင်ကစားဖို့အတွက်ခွင့်ရေးနည်းနည်းရပါပါတယ်
ဒါမဲ့လို့ဝေးကြီးကချိန်ရမ်းတဲ့နေရာချိန်မှာ rotate D6 ဆိုပြီးတော့လန်ဒါကြီးကိုသွားရွှေ့မိပါတယ်ဒီနေရာမှာအကောင်းဆုံးအကွက်ကတော့ B-take C5 ဆိုတဲ့အကွက်ပါရွေချက်ကတော့တကယ်လို့များပေါ်နဲ့ပြန်စားခဲ့မယ်ဆိုရှင်ကွင်းနဲ့ပြန်စားမှာမဟုတ်ပါဘူးကွင်းနဲ့ပြန်စားရင်ဒီနားမှာ checkmate threat ကြီးရှိပါတယ်အဲ့လိုဆိုတော့ဘာလုပ်မှာလဲဆိုရှင် rook f3 ဆိုပြီးတော့ဒီကွင်းကိုပိတ်ပြီးတော့ကစားမှာပါပြီးလို့ရှင်ဒီ f4 ပွန်းကိုစားပြီးတော့ကစားမှာပါအဲ့လိုဆိုရှင် position ကို equal ဖြစ်အောင်လို့ကစားနိုင်လိမ့်မယ်လို့ပြပါတယ်ဝဲပြန်ကြည့်မယ်ဆိုရင်တော့ဒီနေရာမှာဝေးကြီးက rotate D6 ဆိုပြီးတော့ပြေးစားရတယ်အဲ့ခါကျတော့ rotate C6 rotate D6 queen E3 ဒီရွှေ့ကွက်ကြီးကတော်တော်ကောင်းပါတယ်ပြူကွင်းကိုဘာလုပ်မလဲဆိုပြီးတော့မေးရတယ်ကွင်းကခဝေးဝေးရှောင်သွားခဲ့မယ်ဆိုရင်ဥမာလူမျိုးကြီးရှောက်ရွှေ့ခဲ့မယ်ဆိုရှင်ဒီနေရာမှာ queen E1 ချက် king ပေါ်တက်ပြေးလို့ရှင်ဒီကနေပြီးတော့ချက်အောက်ဆင်းသွားလို့ရှင်ဒီရထားနဲ့နောက်ကနေပြီးတော့မိတ်အဲ့ဒီကွက်တွေရှိပါတယ်အဲ့လိုနဲ့ဝေးကြီးက queen H3 ဆိုပြီးတော့ရွှေ့ခဲ့ပါတယ်ဒီနေရာမှာတခုရှိတာကွင်းကို H4 ကိုရွှေ့ခဲ့မှဆိုရှင်လဲနတ်နိုင်ပါတယ်ဘာလို့လဲဆိုရှင်ဒီနေရာမှာကွင်းချီ3ဆိုရဲရွှေ့ကွက်ရှိရဲအဖြူကွင်းအနေနဲ့ဘယ်ကိုသွားမလဲခဝေးရှောက်ပြေးခဲ့မှဆိုရှင်ဒီနောက်ကနေပြီးတော့ checkmate လုပ်မှာပါအဲ့လိုဆိုတော့တကယ်လို့ကွင်းချင်းလဲခဲ့မှဆိုရှင်လဲပဲဒီနေရာမှာပွန်းကဒီကွက်တွေကိုထိန်းထားတယ်ကင်းကကြောင်ထဲကိုရောက်နေရဲနောက်လဲကြောက်လို့ရှင်ရထားနဲ့ဆင်းပြီးတော့မိတ်မဲ့ threat ကြီးရရှိနေရဲအဲ့လိုဆိုတော့ဖြူရထားကစိမ့်ကာမယ်အဲ့လိုဆိုရှင်C4 တက်လာတာမျိုးတွေဖြစ်မယ်ကင်းကြီးဝါရွှေ့ပြီးတော့ဒီဘက်ကနေပြီးတော့ပြန်ထွက်ပြေးဖို့လုပ်မယ်ဆိုရှင် rookie 2နဲ့ဒီ second round 7 round ကိုဝင်ပြီးတော့ပိတ်နိုင်တယ်အဲ့လိုတွေကစားခဲ့မယ်ဆိုရှင်အနက်ကလုံးဝနိုင်ပါပါဝဲထဲမှာလည်းအနက်ကနိုင်နေပါတယ်အဖြူက queen H3 ဆိုပြီးတော့ရွှေ့ရတယ် C4 တကယ်တော့ဒီနေရာမှာ queen takes F3 တန်းစားခဲ့မယ်ဆိုရှင်တော့မှနိုင်နိုင်တယ်ဆိုပြီးတော့ပြပါတယ်နောက်လဲကြောက်လို့ရှင် C4 ဆိုပြီးတော့တက်မယ်အဲ့လိုစားလဲရပါတယ်ဝဲထဲမှာတော့ center off ကဝင်းချင်းလဲဖို့မလောပါဘူး C4 ဆိုပြီးတော့ AC ပဲသူ့ရဲ့ pass pawn လေးကိုတွန်းလာတယ် Queen G4 check King F8 Rook D1 C3 Queen G5 F3 နက်ကဝင်းချင်းလှမ်းတိုက်ထားတယ်ဝင်းချင်းမလဲဘူးဆိုရှင်လဲဒီနားမှာဖြူရဲ့ pawn structure ကိုဖြတ်ပစ်ပြီးတော့ကစားမယ်တွေပြင်ထားတယ်Queen takes E3 Rook takes E3 ဒီနားလေးမှာပဲဖြူအရှုံးပေးသွားခဲ့ပါတယ်ဘာလို့လဲဆိုရှင်နက်ကပွန်းတစ်ကောင်တာနေရဲ့တာနေတဲ့ပုံကလည်း pass pawn ကြီးဖြစ်နေရဲ့အဲ့ pass pawn ကလည်း queen ယူဖို့တော့ကနှစ်ကွက်ပဲလိုတော့တယ်နောက်ပြီးတော့ဒီနားမှာလည်း king side က pawn structure ပြတ်နေရဲ့ဆိုတော့ရှုံးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဝေးကြီးကရှုံးပေးသွားခဲ့ပါတယ်ဒီ round 6က game လေး review လုပ်တဲ့ video လေးကိုတော့ဒီနားမှာပဲရလိုက်ပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်